အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တော့ဒီ content တစ်ပုဒ်ပေါ့နော်ကိုကရေးပြီးအားလုံးလည်း PCY customer လက်ထဲကိုပေးတော့မယ်ပေါ့နော်တို့ကို content add client လက်ထဲကို add တော့မယ်ဒါမှမဟုတ်လို့ရှိရင်တို့ရဲ့ဒီကိုပိုင် page တွေအတွက်ပဲဖြစ်ဖြစ်ပေါ့နော်တို့တွေတင်တော့မယ်ဆိုလို့ရှိရင်မတင်ခင်မှာစစ်ဆေးရမယ့်အချက်လေးတွေကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ပေါ့နော်တို့ရဲ့ဒီ content ရဲ့ဆွဲဆောင်မှုပေါ့နော်တို့တွေကပြန်ပြီးတော့မှကြည့်ရမယ်တို့တွေဒီပေါ့နော်ဒီစာသားနဲ့တွဲတင်မဲ့ပုံပေါ့ graphic design ကတို့တင်မဲ့စာနဲ့ကိုက်ညီလားဆိုတော့တို့ပြန်စစ်ရမယ်ပေါ့နော်ပြောတဲ့သဘောမျိုးကပုံကတခြားစာတခြားဖြစ်နေလို့မရဘူးဗီဒီယိုဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲပေါ့နော်ဒီပြောနေတဲ့အတန်ကတခြားနောက်လို့ရှိရင်ဒီပြနေတဲ့ပုံတွေကတခြားအဲ့လိုမျိုးဖြစ်လို့မရဘူးပေါ့နော်တို့ရဲ့ပုံတွေဒီဆွဲဆောင်မှုရှိရမယ်ဟတ်လိုင်းတွေဒီဆွဲဆောင်မှုရှိရမယ်ပေါ့နော်ဘာလို့လဲဆိုတော့တို့တွေကဒီ Facebook ပွင့်သွားတယ်ပေါ့နော် post လေးတွေကြည့်သွားတယ်ဆိုရှင်တော့လက်လေးကွာသွားတာဒီလိုမျိုးကြော်တာအရင်မြန်တယ်ပေါ့နော်ကြော်ညာပို့တွေဆိုလို့ရှိရင်ပို့ဆိုးတယ်ဘယ်သူကမှကြော်ညာပို့ကိုအချိန်ပေးပြီးတော့မှမဖတ်ကြဘူးပေါ့နော်ဒါကြောင့်မို့လို့တို့ရဲ့စာကိုဖတ်ဖို့အတွက်ဆိုလို့ရှိရင်ပထမအဦးဆုံးဆွဲဆောင်ရမှာကပုံရဲ့တာဝန်ပေါ့နော်ပုံကတာလေးတို့စာကိုစဖတ်ဖို့အတွက်ဆွဲဆောင်နိုင်မှာပေါ့နော်အဲဆိုရှင်တို့ဒီ headline လေးကိုတော့ဖတ်လိုက်တယ် headline လေးကလည်းသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာလေးဆိုလို့ရှိရင်တို့အောက်ထိဆက်ဖတ်သွားတယ်ပေါ့နော်ဒါကြောင့်မို့လို့တို့ပုံတွေစာသားတွေဗီဒီယိုတွေအတန်တွေပေါ့နော်အတန်ဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်တချို့ဗီဒီယိုတွေဆိုလို့ရှိရင်အဲ့လိုရမယ် copyright မိသွားတာပေါ့နော်အတန်မပါသွားတာတွေ background music ကြောင့်အဲ့လိုမျိုးဖြစ်တတ်တယ်တချို့ဗီဒီယိုဆိုလို့ရှိရင်ဒီအတန် record လုပ်ထားတာအဆင်မပြေတာမျိုးတွေပေါ့နော်ဒီလိုပုံစံမျိုးတွေဖြစ်တတ်တယ်ဒါလေးတွေကိုတို့တွေကပြန်ပြီးတော့မှဒီစစ်ဆေးပေးဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်တို့ထပ်ပြီးတော့မှစစ်ဆေးပေးရမှာဒီစာလုံးပေါင်းတပ်ပုံပေါ့နော်ဘယ်လိုပြောမလဲဒီတပ်ပုံကြလို့ရှိရင်ကွာအရင်ရုပ်ဆိုရသည်လားကိုကလေတပ်ပုံမှန်နေရဆိုလို့ရှိရင်လေဒီ content writer ကတော့တပ်ပုံမှန်နေတပ်ပုံမှန်နေဟဲ့မမှားဘူးဆိုပြီးတော့ပါလေဘယ်သူမှတကူတကကြီးချီမကျူဘူးပေါ့နော်ဂုံမယူဒါပေမဲ့ကိုစာတင်လိုက်တဲ့ခါမှာကိုယ့်ရဲ့စာလုံးပေါင်းတစ်ခုခုချွတ်ယွန်ခဲ့တယ်မှားယွန်ခဲ့တယ်ဆိုလို့ရှိရင်ဒါကြီးကအမဲဆက်ကြီးဖြစ်သွားမှသိလားလုံးဝလေတွေ့ကိုတွေ့လိုက်တာနဲ့ तू က content writer တာလုပ်နေတယ်စာလုံးပေါင်းလည်းမမှန်ဘူးအဲ့လိုပုံစံမျိုးမှတ်ချက်တွေပေးမှာကွာဒါကြောင့်မို့လို့ပေါ့နော်ဒီမမားတဲ့စာလုံးလေးတွေဆိုလို့ရှိရင်လုံးဝမမားနဲ့ပေါ့နော်ဒီတချို့မှားများတဲ့စာလုံးတွေလည်းရှိတယ်အဲ့ဒါလေးလည်းတို့ပြောသွားပေးမယ်ပေါ့နော်ဒီမှားလေးမှားထားရှိတဲ့စာလုံးလေးတွေကိုလည်းတို့ထပ်ပြီးတော့မှတင်သွားပေးပါမယ်ပြီးလို့ရှိရင်တို့ရဲ့ပုံမှာပါဝင်ရမယ့်လိုအပ်ချက်ကလေးတွေပါဝင်မှုကိုလည်းတို့ပြန်ပြီးတော့မှစစ်ဆေးရမယ်ဥပမာဆိုလို့ရှိရင်တို့ရဲ့ဒီသုံးနေကြပေါ့နော်သုံးနေကြဒီ logo တွေပြီးလို့ရှိရင်ဒီ tag line တွေပေါ့နော် tag line logo တွေပါရမယ်ပြီးလို့ရှိရင်ဒီ design မှာဆိုလို့ရှိရင်လည်းဒီ tag line တွေပါရမယ်နော်တက်လိုင်းနဲ့ဟတ်လိုင်းကမတူဘူးเนาะဟတ်လိုင်းကကြတော့ဒီဟိုအပေါ်မှာရေးထားတယ်ပေါ့နော်ဒီလိုမျိုးဆွဲဆောင်မှုရှိအောင်ရေးထားတဲ့စာသားလေးဒီတက်လိုင်းကကြတော့ဘယ်မှာရေးထားလဲဆိုတော့တို့တွေပုံဒီမှာဆိုလို့ရှိရင်ဒီဆိုလိုဂန်လိုသဘောမျိုးလဲပေါ့နော်လူတိုရှင်းနဲ့အားလုံးကိုအချင်းချုပ်ပြီးတော့မှလုံးဝတူတူလေးနဲ့ထိထိမိမိလေးရေးထားတဲ့ဒီစာကြောင်းလေးတစ်ကြောင်းပေါ့နော်တက်လိုင်းနဲ့ဟတ်လိုင်းဆိုလို့ရှိရင်တက်လိုင်းကပို့ပြီးတော့မှတူတာမျိုးတွေတော့ရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီလိုမျိုး bio justice နဲ့ metric တို့ပါတော့လိုမျိုးပေါ့နော်ဒါတွေကတော့ဆိုလိုဂန်မှာအဲ့လိုပုံစံပါပဲပေါ့နော်အဲ့လိုမျိုးကိုပေးချင်တဲ့ပြောချင်တဲ့ဒီအချက်အလက်လေးတွေပါအောင်ပေါ့နော်အားလုံးပါအောင်လို့ပေါ့နော်အဲ့လိုဘသူအတွက်ပါလို့အဲ့လိုပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုလေးရေးထားတဲ့ဒီတက်လိုင်းလေးတွေပါရဲ့လားပြီးလို့ရှိရင်တော့တို့ကိုဒီဆက်သွယ်လို့ရမယ် call to action အတွက်ပေါ့နော်call to action အတွက်တို့ဒီဖုန်းနံပါတ်တွေပါရဲ့လားပေါ့နော်ဒါလေးတွေအားလုံးကိုတို့တွေကပြန်ပြီးတော့မှစစ်ဆေးပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီတရားဝါကြမှန်ကန်မှုကလည်းအရင်အရေးကြီးပါတယ်တို့ဒီတရားတွေမှာနေလို့ရှိရင်လည်းတို့ပြင်ပေးရမယ်ပေါ့နော်ခါကြောက်လို့ရှိရင်နွားကိုယ်တိုင်တော့မှတည်ရမှာလုံးဝလေးဒီအရှိမထားမရအောင်နောက်မှထားမိတာမျိုးနောက်မှထားမရအောင်အရှိမထားမိတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ခါကျရင်လေအရင်ကကြောက်ဘယ်လိုရမလဲကွာနည်းနည်းပြင်းနေတဲ့ပါလေဒါကြီးကတွေ့ပေမဲ့တရားကြီးကဖတ်လိုက်လို့ရှိရင်လည်းဒီအဓိပ္ပာယ်ပဲရနေမှာကွာပြင်နေစရာမလိုပါဘူးပြင်လိုက်လို့ရှိရင်လည်းအဓိပ္ပာယ်ပြောင်းလဲသွားမှာမဟုတ်တာအဲ့လိုမျိုးမဟုတ်သေးလားကိုကလေတလားစာလေးဖတ်လိုက်တာနဲ့လေချောနေရမယ်စာလေးရတည်းမှာလိုတိုရှင်းလေးနဲ့နားလဲလွယ်ရမယ်အဲ့လိုဟာလေးဖြစ်ရမှာပေါ့နော်ကိုပြင်းနေလို့မရဘူးကဲ၍ကိုသုံးတာမှားနေတယ်ဆိုလို့ရှိရင်လည်းပေါ့နော်အဲ့လိုအမှန်ပြင်ရမှာပေါ့နော်အဲ့လိုပုံစံလေးတွေပါတယ်သူတို့တွေရှိရလေအဲ့လိုမျိုးနမဝိသေသနာကိယဝိသေသနာအဲ့လိုမျိုးမှန်အောင်မသုံးမိတာလေးတွေပေါ့နော်ဒါလေးတွေကဒီတရားလေးလည်းချက်သတိထားရမှာပေါ့နော်ပြီးလို့ရှိရင်တော့ဒီစကားလုံးရွေးချယ်မှုဆိုလို့ရှိရင်လည်းအရင်အရေးကြီးပါတယ်နော်တွေကစာပြောနဲ့ပြောမှလားစကားပြောနဲ့ပြောမှလားပေါ့နော်ဥပမာဆိုလို့ရှိရင်ကဒီညိလားမဲ့လားပေါ့နော်မညက်တက်အောက်ကမြင်ညိဆိုလို့ရှိရင်ကဒါကကြတော့ဒီစာအရေးသားဆန်သွားပြီပေါ့နော်ဒီစကားပြောဆိုလို့ရှိရင်တော့မရအောက်ကမြင်မဲ့ပေါ့နော်အဲ့လိုပုံစံမျိုးတွေပေါ့ဒါကိုဘယ်လိုခွဲလို့ရလဲဆိုလို့ရှိရင်ဒီစကားလုံးတစ်လုံးကိုကြည့်လိုက်ငါဒီလိုပုံစံအတိုင်းစကားပြောလားပြောလို့ရှိရင်ဒါစကားပြောပဲသိရမလားငါဒီလိုပုံစံမျိုးနဲ့စကားမပြောဘူးဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ဖြစ်သည်ဆိုလို့ရှိရင်တို့တွေကအဲ
ဖြစ်တယ်ပဲပြောတာကွာဖြစ်တယ်မပြောဖြစ်တယ်ဆိုတာကစာပြောဖြစ်တယ်ဆိုတာကစကားပြောဒီလိုပုံစံမျိုးပေါ့နော်ကိုပြောတဲ့အရာတွေအားလုံးကစကားပြောပေါ့နော်ဒါကတော့အလွယ်မှတ်လို့ရတာပေါ့နော်ဒါကစာပြောလားစကားပြောလားမသိလို့ရှိရင်ဒီလိုပုံစံမျိုးကိုငါတို့စကားလုံးတွေထဲမှာသုံးလာပေါ့နော်ဘာလို့လဲဆိုတော့တွေကဒီခေါင်းနဲ့ရေးတဲ့ခါကျလို့ရှိရင်ကဒီစတဲ့တန်းပြီးတဲ့တန်းရေးနေကြတာမဟုတ်ဘူးเนาะတယောက်ကတယောက်ကိုရှင်းပြနေတဲ့ပုံစံမျိုးရေးနေစကားပြောနေတဲ့ပုံစံမျိုးလေးတွေเนาะကိုစကားပြောနေတဲ့ပုံစံမျိုးနဲ့ရေးရတာကွာတည့်ရမှာလုံးဝဟိုကြောက်စာပြီး provide စာတွေလိုမျိုးလေးဤတို့ဖြစ်သွားလေဒီအဲ့လိုမျိုးနှမငယ်အဲ့လိုမျိုးလေးရေးတာမဟုတ်တည့်ရမှာလုံးဝဘယ်လိုရမလဲဤတို့ဖြစ်တွေပါဆိုလို့ရှိရင်မပါဘူးဒါပေမဲ့ဒီလိုတည့်ရဒါကြောင့်အဲ့လိုမျိုးထို့အပြင်ဒါအပြင်မလို့အဲ့လိုပုံစံလေးတွေပေါ့နော်နော်စကားပြောသလိုမျိုးလေးတွေရေးကြတာပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒါလေးတွေကိုလည်းနော်တို့ဒီစကားပြောလေးနဲ့ဒီစကားပြောလေးကိုလည်းတေချာလေးဂရုစိုက်ပေးရမယ်ပြီးလို့ရှိရင်ဒီအကျိုးအကြောင်းညီညွတ်မှုပေါ့နော်အကျိုးအကြောင်းညီညွတ်မှုကလည်းအရင်အရေးကြီးရယ်ဆွနာနော်ပြောခဲ့သလိုပေါ့နော်အပေါ်မှာနော်တို့တင်လိုက်တဲ့ပုံကတခြားနော်တို့ပြောနေတဲ့အကြောင်းအရာကတခြားဒီလိုပုံစံမျိုးလည်းဖြစ်လို့မရဘူးပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ပုံနဲ့စာသားနဲ့ကကိုက်ညီနေဖို့အရန်ကိုမှအရေးကြီးပါတယ်အဲ့လိုမျိုးပုံနဲ့စာသားလွှဲရတော့ဟိုးအရင်ပေါ့နော်ဒီ content career နဲ့တော့စဝင်လာတော့ဖြစ်ခဲ့ဘူးတယ်ပေါ့နော်ဒီအဲစဝင်လာတဲ့ချိန်တုန်းကဆိုလို့ရှိရင်ဘယ်လိုပြောမလဲကိုကရှန်လာလားဒါပေမဲ့လေးလေးနက်နက်မစင်စားမိတာပေါ့နော်ပေါ့တီပေါ့ပြနေခဲ့မိတဲ့အချိန်တွေပေါ့နော်ဆိုရှင်ဒီ content ပေါ့တင်လိုက်ရင်ပြီးတော့အဲ့လိုဆိုလို့ရှိရင်ဒီစာနဲ့ content နဲ့လွဲနေတာပေါ့နော် content နဲ့ပုံနဲ့လွဲနေပြီးတော့မှတင်မိတာမျိုးတွေနှစ်ခေါက်လောက်ဖြစ်ပူတယ်ပေါ့နော်ဒါကြီးကဟိုရမတည်တည်ချာချာသတိထားရမယ့်အချက်တစ်ခုတည်းမှာပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီစာတင်လို့ရှိရင်ဒီပုံတင်ရမှာကလေးတောင်သိတယ်နေပြောနေကြမလို့ပါဘူးအဲ့လိုပုံစံမျိုးမဟုတ်ဘူးเนาะဒါတွေဒီတကယ်မှားတက်လို့ပေါ့နော်။ကမှားတဲ့ page တွေလည်းတွေ့ဘူးရပေါ့နော်။ဒါဆိုလို့ရှိရင်ကိုကချက်ချင်းပြင်နိုင်လို့ရှိရင်တော့ကောင်းတာပေါ့ကိုကအကယ်၍ online မဖြစ်နေဘူးဆိုလို့ရှိရင်ဒီမှာ schedule ချထားတာမျိုးကကိုကအဲ့ဒီချိန်မှာတင်လိုက်တဲ့အချိန်မှာ online မဖြစ်နေကိုမတွေ့ဘူးတဲ့ချိန်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲအများကြီးကိုပြန့်နှံ့နေပြီဆိုလို့ရှိရင်ပေါ့နော်လူတွေသိသွားပြီဆိုလို့ရှိရင်ဒါကြီးကမကောင်းဘူးပေါ့နော်ဒါကြောင့်မလို့ကိုတကယ်မတင်ခင်မှာတေချာလေးမှစစ်ပေးတင်ပါတယ်ဘလို့ရှင်တော့ထပ်ပြီးဆင်ရမှာကဒီမိုဘိုင်းခွင့်ကင်းလို့မှုပေါ့နော်အတန်နေပုံနေစာသားတွေနော်တွေကသူများရဲ့ဟာတွေကိုယူသုံးနေပေါ့နော်ယူသုံးတဲ့ခါဆိုလို့ရှိရင်သူတို့မှ logo တွေပါလာဒါမိုဘိုင်းခွင့်ရောကင်းရလားဒါကိုအရင်သတိထားဖို့လိုတယ်ပေါ့နော်တို့တွေဒီတစ်ချက်မှားတာနဲ့ပေါ့နော်ဒီ page ကိုထိသွားမှာအရင်စိုးရင်ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်တို့ကကင်နေတဲ့အခုလက်ရှိကင်နေတဲ့ page ဆိုလို့ရှိရင်ကွာတဲ့မှာအကြီးဆုံးအသက်တန်အရင်ဆုံး page ဆိုလို့ရှိရင်2014တည်းကဖွင့်လာတာပေါ့နော်အခုဆိုလို့ရှိရင်ဒီ10စုနှစ်ကျော်လာခဲ့ပြီ10စုနှစ်ကျော်လာခဲ့ပြီမှာဒီ page ရဲ့တန်ဖိုးရအရင်မြင့်နေပြီပေါ့နော်ဆယ်စုနှစ်ကျော်လာတဲ့ဟိုပြောမဲ့ customer တွေအများကြီးနဲ့အဆက်အသွယ်ရှိလာတဲ့နှစ်တွေကြာပြီပေါ့နော်ဆယ်စုနှစ်ကျော်တစ်ခုတိဆောက်လာတယ်ကွာတိဆောက်လာတဲ့ customer ကွာအဒီ page အတွက်သူသုံးထားတဲ့ဒီဝန်ထမ်းစရိတ်တွေရှိတယ်တစ်လောက်ကို page မှာ page အတွက်ထားဖို့ဝန်ထမ်း3ယောက်ပဲထားတယ်ထားကွာတစ်ယောက်9သိန်းပဲပေးထားတယ်ထားတစ်လောက်ကိုဘယ်မှာဒီဝန်ထမ်းစရိတ်တွေ15သိန်းလောက်ရှိတယ်15သိန်းလောက်ရှိတာကိုဒါကဒီအခုမှမဟုတ်ပေါ့နော်ဒါဒီဆယ်စုနှစ်ကျော်လာတဲ့တိုင်းသားဆိုဒီ page ရဲ့ value ပေါ့နော်တန်ဖိုးရဘလောက်ရောက်မှဖြစ်နေပြီလဲပေါ့နော်ဘလောက်လာပဲဘလို့မှအကဲဘယ်လိုပြောမလဲတန်ဖိုးဖြတ်လို့မရတော့ဘူးကွာတန်ဖိုးဖြတ်လို့မရတဲ့အချိန်မှာလေအရန်တိလာကြောက်တယ်အဲ့ဒီမှာလေတော့တင်မိုးဆိုလို့ရှိရင်တခုခုဆိုလို့ရှိရင်အော်ဒါကြီးကညှိသွားလို့ရှိရင်ဘယ်လိုလုပ်မှလဲငါပေရညှိသွားရင်ရောအဲ့လိုမျိုးသူပြောမယ်မိုဘိုင်ခွင့်ထိပြီးတော့မှပြတ်သွားရင်ရောဒါကဘယ်လိုပြောမလဲဒါကကိုယ်တိုင်ဖွင့်လာတဲ့ page မဟုတ်ဘူးကွာသူများရဲ့ business တွေကိုကင်ပေးတဲ့ page တွေပေါ့နော်အဲ့လိုကင်ပေးတဲ့ page တွေဆိုတော့လေအရန်ကမှသတိထားရတယ်ပေါ့နော်အဲဆိုရှင် copyright check တာတွေဘာတွေလုပ်တင်တယ်အဲ့လိုမျိုးဥပမာခွင့်မလွတ်တဲ့ဟာတွေဆိုလို့ရှိရင်ယူမသုံးသင့်ဘူးပေါ့နော်ဥပမာဒီ brand ရဲ့မွေးတွေဘာတွေဆိုလို့ရှိရင်သူတို့တွေပေါ့နော်ဒီ favor policy အရာဆိုလို့ရှိရင်ပိတ်ထားတယ်ပေါ့နော်မသုံးသင့်တဲ့စကားလုံးတွေလည်းရှိရကွာစာသားတွေလည်းရှိတယ်ပြီးလို့ရှိရင်ဒီမတင်သင့်တဲ့ပုံတွေလည်းရှိရပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီ KB screenshot လိုမျိုးပုံစံနေဆိုလို့ရှိရင်လုံးဝမတင်သင့်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ထိတယ်ပေါ့နော်အကောင့်ထိ page ထိတယ်အဲ့ဒါမျိုးတွေလုံးဝမလုပ်နဲ့ပေါ့နော်မလုပ်နဲ့ဆိုတာလေးတလားလုံးဝ admin အကောင့်နဲ့တောင်မှတော့မလုပ်တာမှပို့တော့မှကောင်းတယ်သီလားလုံးဝတေးသေးချာချာလေးဂရုစိုက်ပေးတင်တယ်ပေါ့နော်ဒါကြီးကိုလုံးဝဟိုပေါ့ပြက်ပြက်လို့မတွေးလိုက်နဲ့ပေါ့နော်ဘာလို့ဆိုတော့တို့တွေဒီ freelance လုပ်မှာပေါ့နော်အရင်နေပြီးတော့မှ work from home ပေ့လေးတွေကင်ပေးမှာပေါ့နော်ကင်ပေးတာဒီသူများကကိုယ်ယုံကြည်လို့ပေါ့နော်ယုံကြည်လို့ကိုယ့်ရဲ့ skill ကိုယုံကြည်လို့ဒီလိုကြီးသူတို့ရဲ့တန်ဖိုးရှိတဲ့ဟာယူကိုယ့်လက်ထဲကိုထည့်ထားပေးရပေါ့နော်ကိုယ်ကြောင့်သာတစ်ခုခုဖြစ်ခဲ့လို့ရှိရင်ကိုယ်လည်းလျော်ပေးလို့ရတဲ့အရာလည်းမဟုတ်ဘူးเนาะတကယ်၍ဟိုလုံးဝ follower များတဲ့ page တစ်ခုပြန်ပေးမယ်ဆိုရင်တော့မှသူ့ရဲ့ audience တွေမဟုတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးဒီလိုပုံစံမျိုးပေါ့နော်ဒီဘယ်လိုမှအစားထိုးပေးလို့မရတဲ့အရာတွေပေါ့နော်အဲကြောင့်မို့အများကြီးတတိထားရမယ်
ဒါကတော့ဘောနော်ဒီ work from home ဒီ content တွေစပေးမဲ့သူပေါ့နော်ဒီ page တွေကိုင်မဲ့သူfreelance လုပ်မဲ့လူပေါ့နော်ဒါတွေကို marketer တွေလည်းသတိထားရမယ် content writer တွေမဟုတ်ပေါ့နော်ဒီ page admin ပေါ့နော်ဒီ digital platform တွေအသုံးပြုနေတဲ့သူတွေမှန်သမျှသတိထားရမယ်ပေါ့နော်ဒါကတော့သူများ page နဲ့အဲ့လိုမျိုးပြောလိုက်တာဆိုမဲ့ကိုယ့် page ဆိုလို့ရှိရင်ရောပေါ့နော်အဲ့လိုမျိုး audience တစ်ခုရထားပြီဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်သွားလို့မရဘူးလीနော်ဒါကြောင့်မို့လို့ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့ဒီ platform ပေါ်မှာအလုပ်လုပ်တော့မယ်ဆိုလို့ရှိရင်တော့သိကြပါမိုဘိုင်ခွင့်ကိုတတိထားပါအတန်နေဆိုလို့ရှိရင်ပို့ပြီးတော့မှစိုးပါတယ်အရန် copyright တအားစိုးတာပေါ့နော်ပြီးလို့ရှိရင်ဒီအတန်နဲ့ဗီဒီယိုလိုက်ဖတ်မှုပေါ့နော်အရှိမဆွမ်းနာနူလာပြောခဲ့ပြီးပြီပေါ့နော်ရှေ့မှာလည်းတစ်ခေါက်ပြောခဲ့တယ်နော်တို့တွေဒီအတန်ကဟိုပြောနေတဲ့အကြောင်းအရာကတခြားပြနေတဲ့ဒီရုပ်ပုံတွေဗီဒီယိုတွေကတခြားဖြစ်နေလို့မရဘူးပေါ့နော်ဒီလိုမျိုး live ဖတ်ညင်နေမှရဘာလို့ဆိုတော့သူများဟားစရာကြီးဖြစ်မှာပေါ့နော်သူများထောက်ပြစရာကြီးဖြစ်မှာပေါ့ဒါကြောင့်မို့ဒါလေးတွေကိုသတိထားရမယ်ပြီးလို့ရှိရင်ဒီစာကြောင်းချောမွေ့မှုပေါ့နော်စာကြောင်းကိုလေကိုဖတ်ကြည့်လိုက်ဖတ်ကြည့်လာမှလေဒီစိတ်ထဲမှာမဖတ်နဲ့တလားကိုရေးထားတဲ့စာကိုအတန်ထွက်ပြီးတော့ဖတ်ကြည့်လိုက်ဖက်ချလိုက်ခါကျရင်ဘယ်နေရာနားထောင်ရတာအဆင်မပြေဘူးလေထောက်နေလဲပေါ့နော်အဲ့လိုမျိုးစာကြီးကဒီလိုမျိုးမချောနေဘူးလေပေါ့နော်ချောချောချွတ်ချွတ်စာဖတ်လို့မရအောင်ဆိုရှင်ပြန်ပြင်ပေါ့နော်စာကိုချောအောင်ရေးပေါ့ပြီးလို့ရှိရင်ဒီ spacing ခြားနာတာတွေလဲပေါ့နော်မှန်ရမယ်ပေါ့နော်ပုတ်ဖြတ်ပုတ်ရက်တွေပြီးလို့ရှိရင်ဒီ spacing ခြားတာတွေပြီးလို့ရှိရင်ဒီမျက်တောင်ဖွင့်ပိတ်တွေပြီးလို့ရှိရင်မိခိုးဆိုလို့ရှိရင်ဒီ question mark ထည့်ပေးတာမျိုးစာကြောင်းဆိုလို့ရှိရင်ဒီပုံမှန်ချပေးတာမျိုးပေါ့နော်ပုံမှန်ချတာလေတချို့ကြကလည်းကြိုက်တယ်တချို့ကြကလည်းမကြိုက်ဘူးပေါ့နော်ဟိုအခုအလုံးလုံးနေတဲ့ပေးရဲ့ပိုင်ရှင်နေတာမှတယောက်နဲ့တယောက်မတူကြတချို့ဆိုရှင်တော့ပြောတယ်ပေါ့နော်စာကြောင်းဆုံးအောင်လို့ရှိရင်ဘာလို့ပုံမှန်မချတာလဲလာပြန်ပြီးတယ်အော်ဟုတ်ပြောမယ်တချို့ကြတော့အညိုဘာဖြစ်လို့ပုံမှန်ချတာလဲလာပြန်ပြီးတော့ဒါကြီးကကြတော့ဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီ business owner ပေါ့နော်အလုပ်ရှင်နဲ့ပဲဆိုင်နေသူတို့ကကြိုက်တယ်ဆိုလို့ရှိရင်တော့ထည့်ပေးလိုက်ပေါ့နော်သူတို့ကမကြိုက်ဘူးဆိုလို့ရှိရင်တော့မထည့်ပေးနဲ့ပေါ့အဓိကကိုယ့်အနေနဲ့ဆိုရင်တော့မြန်မာစာဆိုရင်တော့ဒီစာလုံးပေါင်းစာလုံးဆုံးသွားတဲ့ခါကြလို့ရှိရင်တော့ဒီနှစ်ချောင်းတော့ထည့်ပေးရမှာပဲပေါ့နော်ဒါကတော့ကိုရွေးထည့်လိုက်တဲ့ကိုယ့်ရဲ့ owner နဲ့ဆိုင်ပါတယ်ပြီးလို့ရှိရင်ဒီ tin ကလာပေါ့နော်အများနဲ့သုံးနေကြအကြောင်းလေးမှန်ကန်မှုလည်းအရေးကြီးတယ်နော်တို့ရဲ့ဒီ AIO University ဆိုလို့ရှိရင်သတိထားမိလားမသိအနီအောင်သုံးတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ Nora ရဲ့ဒီ personal branding အယောင်ကကြတော့ Nora ဒီအနောက်ကဒီလိမ်မော်ရောင်လေးပေါ့နော်ဒါလေးကိုNora သုံးတယ်ပေါ့နော် Nora ရဲ့ logo ကြတော့အဲ့လိုပုံစံမျိုး Nora ပေးမှာဆိုလို့ရှိရင်တော့အဲ့တိုင်းသုံးတယ် AIO ပေးမှာဆိုလို့ရှိရင်တော့အနီရောင်လေးသုံးတယ်ပေါ့နော်အခုကကြာ Nora အနီရောင်နဲ့လိမ်မော်ရောင်နဲ့ AIO နဲ့ Nora နဲ့ Nora ပေါင်းဆက်ထားဆိုတော့အဲ့လို Nora နှစ်ခုမျှသုံးထားတယ်ပေါ့နော်အဲ့လိုသုံးနေကြအယောင်လေးတွေလည်းသိရမှာကြအဲ့လို Orido လို့ပြောလိုက်တာနဲ့အနီရောင်မြင်တာမျိုး Telenor လို့ပြောလိုက်တာနဲ့အကြာရောင်မြင်တာမျိုးကွာတဲ့မှာသူတို့ရဲ့ဒီ brand သုံးနေကြအယောင်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေပေါ့နော် Royal Express လို့ပြောလိုက်တာနဲ့တော့ဘာမြင်မှာအဝါရောင်မမြင်မှာမဟုတ်လားအဲ့လိုလို့ရှိရင်ဒီ B Express ဆိုလို့ရှိရင်တော့တို့ B ကအဝါရောင်နော်ဝါရောင်ပဲအဲ့ဆိုလို့ရှိရင်အနီရောင်ကဟို Ninja Pin ဒါ Ninja Pin ဆိုလို့ရှိရင်အနီရောင်အဲ့လိုပုံစံမျိုးပေါ့နော်ဒီအရောင်ကိုတွေးလိုက်တာနဲ့ဒီ brand နဲ့တွဲမြင်အောင်လို့ကျွန်တော်တို့တွေဒီသုံးနေကြကာလာပေါ့နော်အရောင်ကိုအမြဲတမ်းအသုံးပြုနေဖို့လိုတယ်ပေါ့နော်ဟိုဘောက်တော့ပေါ့နော်ဟိုတက်တန့်လိုမျိုးအရောင်တွေအများကြီးကိုတင်နေမယ်ဆိုလို့ရှိရင်ဘယ်သူမှနော်နဲ့တွဲပြီးတော့အရောင်နဲ့တတ်မှတ်တော့မှာမဟုတ်ဘူးပေါ့နော်မှတ်မိတော့မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နောက်ဘယ်လိုရှိရင်ဒီကြည်လင်ပေါ့နော်ရှင်းလင်းပြတ်သားမှုကလည်းအရင်ရည်ကြည်ဒါကကြတော့ quality ပေါ့နော် resolution လို့လည်းခေါ်တယ်နော်တို့ပုံတွေကပုံဝါးနေတယ်ဆိုလို့ရှိရင်အဲ့လိုပဲအခုဆိုလို့ရှိရင်ဒီ HD တွေကြည့်ကြတယ်ပေါ့နော် HD မှာပဲကြည့်တာပေါ့နော်ဒီ 4K ပဲဖြစ်ဖြစ်ဒီ1080p ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကြည့်အနည်းဆုံးအနေနဲ့တော့ဒီ920p လောက်တော့ရှိတဲ့နယ်ပေါ့နော်အဲ့လောက်ဆိုလို့ရှိရင်တော့ကြည့်ရအဆင်ပြေပါတယ် TikTok ဗီဒီယိုတွေဆိုလို့ရှိရင်လည်းတည့်ရတဲ့အတိုင်းပဲဝါးတယ်ပေါ့နော်ဟိုတင်တဲ့ခါကျလို့ရှိရင်ပုံတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဝါးတယ်ဒီလိုဒါဆိုလို့ရှိရင် quality ကျတယ်လို့ပြောလို့ရတယ်ကွာquality ကျဆိုရင်ကြည့်ရတဲ့လူကစိတ်ထဲမှာအဲ့လိုမျိုးမကြည့်ချင်ဘူးပေါ့နော်ဒါကြီးကိုသူခံစားလို့မရဘူးပေါ့နော်ဆိုသူတို့ရဲ့ကြည်ကြည်လင်လင်ရှင်းရှင်းလင်းလင်းကြည်တောက်ရှင်းနေပဲကြည့်ချင်ကြတာဆိုတော့လေအဲကြောင့်မို့ကိုယ့်ရဲ့ပုံတွေဘာတွေကပေါ့နော်ကိုရေးထားတဲ့ဒီစာတွေကပေါ့နော်ချို့ဆိုရင်ပုံပေါ်မှာစာထက်ရေးရဆိုလို့ရှိရင်လေဒီဖောက်သုံးမမှန်တာပေါ့နော်အဲဆိုလို့ရှိရင်ညီမစာဖတ်လို့အဆင်ပြေမှာမဟုတ်ဘူးလေနော်အဲ့ဒါတွေလည်းကျွန်တော်တို့တွေသတိထားပြီးတော့မှစစ်ပေးဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်ဒီအတိတ်ပဲပြေဝမှုပေါ့နော်ကျွန်တော်တို့ရဲ့ဒီပိုတိုတွေဒီဗီဒီယိုတွေကကျွန်တော်တို့ပြောချင်တဲ့အတိတ်ပဲကိုဖော်ဆောင်နိုင်ရမယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ကသူ့ဘယ်လိုခန်းစားချက်မျိုးပေးချင်တာလဲအဲ့ဆိုရင်ကျွန်တော်တို့တွေရဲ့ဗီဒီယိုတွေပုံတွေကအဲ့ဒီခန်းစားချက်ကိုပေးနိုင်တဲ့အရာမျိုးလေးတွေဖြစ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပြီးလို့ရှိရင်တော့ဒါဆိုလို့ရှိရင်ဒါတွေဒါဆိုလို့ရှိရင်ပေါ့နော်ဒီခုနတစ်ပုဒ်ကိုပြင်ဆင်တဲ့ခါကျလို့ရှိရင်ဒီထည့်သွင်းရမယ်နော်တို့ရဲ့ဒီအချက်လေးတွေကိုပေါ့နော်သိသွားလောက်ပြီလို့
ဒါဆိုလို့ရှိရင်တော့ဗောနော်ဒီခုနှစ်နှစ်ပုတ်ကိုတင်တော့မယ်ဆိုလို့ရှိရင်ဒီ73ချက်နဲ့စစ်ပေးရမယ်ပေါ့နော်အဲဆိုရှင်တိသွားလောက်ပြီလို့ထင်ပါတယ်ဒါလေးတွေကိုသတိထားပြီးတော့စစ်ပေးပါနော်လုံးဝလေဘယ်လိုပြောမလဲဒါရပါတယ်ကွာဆိုပြီးတော့မှစိတ်ထဲမှာထားပြီးတော့မှပေါ့ပြပြမလုပ်လိုက်နဲ့ပေါ့နော်ဒီအမားတေးသေးလေးတွေကနေပြီးတော့မှဒီကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်ပေါ့နော်ဒါလေးတွေကိုဂရုစိုက်ပေးပါရှင့်အဲဆိုရှင်နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်